Okay ကျွန်တော်ဒီဗီဒီယိုမှာကြတော့ဒီ Laravel မှာဒါကျွန်တော်ဖန်တီးခဲ့တဲ့ဒီ project တွေပေါ့နော်ဒီ project ထဲမှာကျွန်တော်အခုလက်ရှိ SME လုပ်ငန်းရှင်တွေအတွက်ဖန်တီးပေးနေတဲ့ customer နဲ့ communication ဒီ hub ဆိုပြီးတော့ဖန်တီးထားတာပေါ့နော်ဒီထဲမှာဆိုဘာတွေပါလဲဆိုတော့ကျွန်တော်ဖွင့်ပြမယ်ဒါဆိုဒီဘက်မှာကျွန်တော်ဖွင့်လိုက်ပြီပေါ့နော်လောဆယ် loading တက်နေလို့ခဏစောင့်ပြီးဒီထဲမှာကျွန်တော်တို့ခိုင်းထားတဲ့ဟာတွေအများကြီးရှိတယ်ဗျာခဏစောင့်ပြီးနော်ဒီမှာဆိုလို့ချင်းဒီလိုကြည့်လိုက်လို့ချင်းကျွန်တော်တို့ထင်သာမြင်သာရှိလိမ့်မယ်ဒါကတော့ dashboard ပေါ့ဒီ dashboard မှာဆိုလို့ချင်းကျွန်တော်တို့ရဲ့ဒီ customer data တွေအကုန်ပါမယ် customer data တွေကိုကျွန်တော်တို့ကဒီ template နဲ့ template ကိုကျွန်တော်တို့ down ပြီးသွားလို့ချင်းကို data တွေဖြည့်သွားလို့ချင်း import export ထုတ်လို့ရတယ်နောက်ကြတော့ကျွန်တော်တို့က campaign idea တွေထုတ်ချင်တယ်ဆိုလို့ချင်းဒီမှာကျွန်တော်တို့ကcreate campaign လုပ်လို့ရတယ်ပေါ်လို့ချင်းဒီ campaign နဲ့ပတ်သက်ပြီးတော့ပဲကျွန်တော်တို့ကဒီ content writing ရေးမယ်ဆိုလို့ချင်း AI နဲ့ထပ်ပြီးကျွန်တော်တို့ရေးခိုင်းလို့ရတယ်နောက်တစ်ခုကကျွန်တော်တို့ email marketing ကိုလည်းဒီမှာတခါရတယ်အသုံးပြုလို့ရတယ် template ပါတယ်နောက်တစ်ခုကကျွန်တော်တို့ inventory ပေါ့ SME လုပ်ငန်းရှင်တွေမှာဆိုလို့ချင်းကျွန်တော်တို့ကဒါဒီမှာဆိုလို့ချင်းကျွန်တော်တို့ထီးတို့တုပ်ပတ်တို့ဆိုပြီးတော့ထည့်ထားတယ်ပေါ့နော်ကိုယ့်ရဲ့ဒီဝယ်ခဲ့တော့ price ကဘယ်လောက်လဲပေါ့နော်လက်ရှိ store ကဘယ်လောက်လဲပေါ့နောက်တစ်ခုကအကယ်၍ကိုကလုပ်ငန်းတစ်ခုကြောင့်သုံးလိုက်ပြီဆိုလို့ချင်းကျွန်တော်တို့ကလုပ်ငန်းတစ်ခုအတွက်10ချောင်းသုံးလိုက်တယ်ဘယ်အတွက်သုံးလဲညာအတွက်သုံးလဲဆိုဒီမှာ transaction တက်သွားမယ်transaction တက်သွားပြီဆိုတာနဲ့ထီးရ10ချောင်းထွက်သွားပြီဆိုတာနဲ့ဒီမှာ minus ဖြစ်သွားမယ်ပေါ့နော်အဲ့ဒါဆိုဒါကတော့ကျွန်တော် inventory နဲ့ပတ်သက်လို့ finance နဲ့ပတ်သက်လို့ကလည်းထုံးလေးလောက်အောင်မယ်လက်ရှိကျွန်တော်တို့အယောင်းစင်းရောင်းရငွေတွေဘာတွေညာတွေကိုကျွန်တော်တို့ကဒီမှာဖြည့်လို့ရတယ်နောက်တစ်ခုကတော့ဒီ AI reply ကတော့လက်ရှိကျွန်တော်တို့ကဒီ AI agent လိုမျိုးပဲဒီကိုယ့်ရဲ့ social media platform အကုန်လုံးမှာ reply ပြန်လို့ရအောင်ကျွန်တော်တို့လုပ်ပေးထားတာဒါပေမဲ့ဒီကောင်ကတော့အလုံးမဖြစ်သေးဘူးပေါ့နော်နောက်တစ်ခုကတော့ကျွန်တော်တို့က SME business တွေအတွက် system တွေတိစောက်လို့ရတယ်SOP ရေးတာပဲဖြစ်ဖြစ်ကျွန်တော်တို့ကဒီ accounting နဲ့ financing ပဲဖြစ်ဖြစ် HR နဲ့ပတ်သက်တဲ့ကိစ္စပဲဖြစ်ဖြစ် maybe ကိုယ့်ရဲ့ဝန်ထမ်းတွေကိုကိုယ်က payroll တွေတွက်ပေးတာပဲဖြစ်ဖြစ်နောက်ကတော့ကျွန်တော်တို့ဒီ procurement process တွေပဲဖြစ်ဖြစ်ကျွန်တော်တို့ထည့်လို့ရတယ်ပြီးတော့ sale နဲ့ပတ်သက်တာတွေပါမယ်ဒီ project နဲ့ပြီးတော့လို့ချင်း test တွေကိုကျွန်တော်တို့ကဒီထဲမှာဖြည့်လို့ရတယ်ပြီးတော့လို့ချင်းနောက်ကကျွန်တော်တို့ကဒီ management နဲ့ပတ်သက်တဲ့ဟာတွေလည်းပါတယ်ပေါ်လို့ချင်း customer service နဲ့ပတ်သက်တဲ့ဟာတွေပါတယ်ဒီမှာပါတဲ့ဟာတွေအကုန်လုံးကိုကျွန်တော်တို့သုံးလို့ရမယ်ဗျာဥပမာကျွန်တော်တို့က SOP system တစ်ခုကိုရေးချင်တယ်ဆိုလို့ချင်းဒါဆိုကျွန်တော်တို့ customer service နဲ့ပတ်သက်တဲ့ SOP ရေးမယ်ဆိုလို့ချင်းဒီမှာကျွန်တော်တို့က SOP အသစ်ထည့်ရန်ဆိုတဲ့ဟာရှိတယ်ဒီမှာကျွန်တော်တို့ကအကောင်းစဉ်ပေးပြီးတော့ထည့်လိုက်တာနဲ့ကိုယ်လုပ်ငန်းနဲ့ပတ်သက်တဲ့ SOP ကိုတခါတည်းရေးပေးမယ်ဒါပေမဲ့ကိုက operation မှာကိုယ့်ရဲ့တကယ် reality operation မှာလိုအပ်တဲ့အချက်တွေကိုတော့ကျွန်တော်ဖြည့်ပေးဖို့လိုတယ်ဒါတွေကကျွန်တော်နောက်ပိုင်းကျလို့ချင်းကျွန်တော်အနေနဲ့ကျွန်တော်ဒီ SME လုပ်ငန်းရှင်တွေအတွက်အသုံးဝင်မဲ့ဟာကို free ပေးသုံးသွားမဲ့ဒီ system base တစ်ခုဖြစ်ပါတယ်ကျေးဇူးတင်ပါတယ်